ကြတော့အလုပ်သမားအကျိုးဆောင်ဒါကပြည်တွင်းရောပြည်ပရောဒီဟာဆိုလို့ရှိရင်ဘာနဲ့သွားဆက်ဆက်လဲဆိုတော့ဒီသူတို့စီမှာလည်းကိုကဒါတိုက်အလုပ်သမားလိုချင်လို့ဆိုပြီးတော့သွားလုပ်လို့ရတယ်အလားတူပဲကိုကတဆင့်တက်သွားမယ်သူတို့စီမှာကအလုပ်သမားဒီခေါ်ယူပြီးတော့ပေးပို့တာတွေအတွက်တင်းကျပ်ထားမှုမရှိဘူးကိုနဲ့ရှိခဲ့ရင်တော့မှကိုနဲ့ကိုက်ညီတယ်ဆိုလို့ရှိရင်ကိုယ်တိုင်လည်းကုမ္ပဏီထောင်ပြီးတော့သူတို့ကိုခေါ်ပြီးတော့ပို့လို့ရတယ်ဥပမာတရုတ်ကပညာရှင်ဂျပန်ကပညာရှင်လာစာပို့ပေးမယ်မြန်မာပြည်ပို့မယ်မြန်မာလေးပါသူတို့ဘက်ကလူတယ်ကိုကပို့ပေးမယ်ဒီဟာကိုကိုယ်တိုင်လုပ်လို့ရတယ်ကိုယ်တိုင်ကဒီမှာဥမာထားပါတော့ software ကနေပြီးတော့သူတို့ကအခမဲ့သုံးပြီးတော့ link in လို့ပေါ့နော် email ဆောက်လိုက်တယ်သူတို့ကအချင်းချင်းတွေ့ပြီးတော့သုံးလို့ရတယ်ဆိုလဲအကြောင်းမရှိသေးဘူးကိုလိုချင်တယ်ဆိုအဲ့ link မှာ account ဆောက်ပြီးသွားခေါ်မှာပေါ့အဲ့တော့ဘာပြောချင်တာလဲဆိုတော့အဓိကကတော့ဘယ်ဟာအားသာလဲအားတင်းလေးတွေကိုကသိရင်ရပြီနောက်တစ်ခုကအုံနောက်ချင်းရှင်ပြီးတော့အလုပ်လုပ်ရတဲ့လုပ်ငန်းမျိုးတွေဖြစ်ရင်ရပြီဘာလို့လဲဆိုတော့ဥမာမင်္ဂလင်လုပ်လိုက်တယ်ဒီမှာပျက်စီးဆုံးရှုံးသွားတဲ့ဟာတွေအများကြီးပဲဒါပေမဲ့တကယ်လို့ဒါဒီလိုလုပ်ငန်းမျိုးဆိုလို့ရှိရင်တော့ပျက်စီးဆုံးရှုံးမှုနည်းမှာပေါ့ဒါပေမဲ့ဒီလုပ်ငန်းရော structure မလိုဘူးလားဟို infrastructure ကြီးရော structure မလို infrastructure ကြီးကတော့လိုတာပဲပေါ့အဲ့တော့လက်ရှိဖြစ်ပေါ်နေတဲ့အနေအထားတွေကကျွန်တော်တို့အခု focus ထားပြီးသွားတာဒီအရှိမပြောခဲ့တာ marketing အခုကအလုပ်သမားမှာသူတို့စီမှာလည်းလုပ်နေတာပဲလေဆိုတဲ့ဟာကိုသိတယ်ဒါပေမဲ့ research review development ဆိုတဲ့အဓိပ္ပာယ်အရာပဲအမြဲတမ်းဘာကောင်းအောင်လုပ်လို့ရလဲဆိုတဲ့ဟာကိုလုပ်မှာအဲ့တော့ဒီအခုလောလောဆယ်မှာတော့ဒါရှိကပြောခဲ့သလိုပဲအိမ်မှာမသိပါတော့မသိတာတွေမေးဖို့တို့ဒီမဆွစာထားတို့ဒါတွေအကုန်လုံးတော့တူတူပဲသူတို့ ਨੇ စပြီးပြောမယ်ဆိုလို့ရှိရင်ဟုတ်ပြီသူတို့အတွက်ကြုံရှိလားဘယ်နိုင်ငံတွေနဲ့ရှိလဲဘယ်နိုင်ငံတွေနဲ့မရှိလဲဥပမာထားပါတော့မြန်မာဆိုလို့ရှိရင်ဘယ်နိုင်ငံတွေနဲ့အလုံးမလို့ရှိသလိုပဲသူတို့လည်းဂျပန်ကဘယ်နိုင်ငံတွေနဲ့အလုံးမလို့ဆိုတာရှိမှာပေါ့နော်အဲ့တော့အဲ့ဒီဟာတွေမေးရမယ်ပြီးတော့လို့ရှိရင်ပြည်တွင်းမဲလားပြည်ပရောလောက်တယ်လားပြည်ပလောက်တယ်ဆိုလို့ရှိရင်ဒီအခုရေးပေးထားတဲ့ဒီနိုင်ငံတွေပေါ့အဲ့ဒီနိုင်ငံတွေမှာရောပို့ဘူးလားဒီရောအဲ့လူတွေခေါ်ဘူးလားသူတို့ ਨੇ အလုပ်သမားခေါ်မယ်ဆိုရင်ဟုတ်ပြီမင်းကငါတို့စီကနေလာပြီး data လာနှိုက်နေရလားဆိုတဲ့ပုံစံမျိုးမဖြစ်အောင်ကိုကလည်းတကယ်လေတရုတ်မှာရှိတဲ့ကုမ္ပဏီကိုတစ်ပတ်ကိုပို့မှာတကယ်တရုတ်ကကုမ္ပဏီတစ်ခုကသူဂျပန်ကအလုပ်သမားခေါ်ချင်တယ်ဆိုသူတကယ်ကိုသွားချက်ရမှာကိုကလည်းတကယ်ဒီဘက်ကလူကလည်းတရုတ်မှာရောက်နေပြီသားကိုလူကလည်းဂျပန်မှာရောက်နေပြီသားအဲ့တော့ကျွန်တော်တို့အတွက်ကတော့ထူးပြီးတော့ဘာမှဖြစ်မသွားဘူးဒါပေမဲ့အကျိုးမြတ်ကတော့ကျွန်တော်တို့အတွက်ထူးသွားတယ်အဲ့တော့ပြေးချင်တဲ့ message ကဂျပန်ဘက်ကလူကမေးရမှာကဟုတ်ပြီမင်းတရုတ်ထိုင်းမြန်မာအဲ့ဒီကိုအလုပ်သမားပို့ဘူးလားဒီကိုအလုပ်သမားခေါ်ဘူးလားဒီနိုင်ငံတွေလူတွေကိုခေါ်ဘူးလားဟုတ်ပြီသူတို့လုပ်ပြီးတဲ့ဆိုဘယ်သူတွေလုပ်ထားလဲသိတယ်ဆိုကိုရောက်နေတဲ့နိုင်ငံမှာအဲ့လူတွေနဲ့တွားပြီးတော့ဆက်သွယ်ကြည့်လိုက်လို့ရှိရင်ရပြီဖြစ်တဲ့အတွက်ကြောင့်မေးခိုင်းတာအဲ့တော့ဒီဘယ်အချိန်ဒီမှာခေါ်လဲဘလို့အလုပ်သမားမျိုးတွေခေါ်ခြင်းတဲ့ကုမ္ပဏီကဘာတွေလိုအပ်လဲအစိုးရရဲ့သူတို့နိုင်ငံအလျောက်မူဝါဒတွေရောဘယ်လိုမျိုးတတ်မှတ်လဲပြည်တွင်းကနေပြီးတော့အခြားနိုင်ငံကိုရောပေးတာမျိုးရှိလားဘယ်လိုလုပ်ငန်းအမျိုးအစားတွေလဲဒီဟာတွေအကုန်လုံးကိုမေးရမယ်အဓိကကတော့ဒီဟာကိုထပ်ပြောမယ်ဆိုလို့ရှိရင်အရှိရခွင့်ဆက်နဲ့ဆက်မယ်ဆိုရင်အလုပ်သမားဒီဘက်မှာ agent ထောင်တာမခတ်ဘူးလို့ဒီကျွန်တော်တို့လည်းလုပ်လို့ရတာမျိုးဆိုလို့ရှိရင်ကုမ္ပဏီထောင်ပြီးတော့စောစောက marketing နဲ့ချိန်ပြီးတော့အလုပ်သမားလို့ရှိသည်ဘယ်လိုလာစားပြီးတော့သူတို့နိုင်ငံမှာ online marketing ကနေခေါ်လို့ရပါမယ်အဲ့ဒီကလို့အဲ့လိုမှမဟုတ်ဘူးသူတို့နိုင်ငံပါမဆိုလို့ရှိရင်လည်းကနဦးမှာငွေရင်းနှီးမြှုပ်နှံမှုနေသွားပြီးတော့သူတို့နဲ့တူသွားချိုင်းပြီးတော့ချိုင်းမှာချာတွဲလို့ရတယ်အဲ့တွဲတာဒီကိုကစောစောပြောတယ်မြန်မာလာအိုထိုင်းအိန္ဒိယစင်ကာပူတောင်ကိုရီးယားဂျပန်မလေးရှားအကုန်ရှိနေတာဖြစ်တဲ့အတွက်ကိုလူတဲ့နိုင်ငံအလျောက်ကိုလူတဲ့လုပ်ငန်းကိုတွဲသွားလို့ရတယ်ဒါတစ်ချက်ဒါအပြင်ပြည်တွင်းကိုမှဘာလို့မေးလဲဆိုတဲ့အခါကျတော့ပြည်တွင်းမှာလည်းလောက်ကန်လုပ်လို့ရတယ်ဆိုရင် website တစ်ခုရေးတာဘယ်လောက်မှမကြဘူးကြော်ညာတာဘယ်လောက်မှမကြဘူးအဲ့ပုံမှာသူတို့ဘက်ကမူဝါဒတွေတီးမှကိုတိုင်းဒီမှာ jobရန်ကုန်မှာဆိုရင်ရှိတယ် job VAC တို့ဆိုရင်ဒါအလုပ်သမားတွေကို interview ပေးတယ်လာစာဝဲယူတယ်ပြီးတော့ဗဒနာဆိုဘယ်လိုလုပ်ပေးတယ်ဒီ rule တွေကတော့ဒါကသူတို့ရဲ့စောစောကသူတို့လည်းဘယ်လိုလုပ်ထားလဲပုံမှာ motivate ကို base အကုန်လုပ်လို့ရတယ်ဒါပေမဲ့အဓိကလိုချင်တဲ့ view ကစောစောကမေးခဲ့တယ်သူတို့အလုပ်သမားခေါ်လို့ရှိရင်ဒါတွေပြဖို့လို့မလိုဘူးသိကြတယ်ဆိုလို့ရှိရင်မြန်မာမှာမသိဘူးဆိုတဲ့နည်းပညာအကုန်လုံးကိုAI မှာလည်းမေးလို့ရနေပြီမဲ့သူတို့စီမှာခေါ်ပြီးမေးမှာပေါ့ဥပမာထားပါတော့ကျွန်တော်တို့ကနောက်ထပ် final service လုပ်မှဆိုလို့ရှိရင် final နဲ့ကိုဂျပန်မှာဘယ်လိုလုပ်လဲတရုတ်မှာဘယ်လိုလုပ်လဲကျွန်တော်တို့မေးလို့ရပြီ consultant ဝယ်သုံးတာထပ်ပို့ပြီးတော့အဆင်ပြေနေပြီပေါ့နော်အဲ့တော့ဒီဥပမာ marketing အတွက် tool တွေအတွက်ကြော်ညာတွေဆိုရင်သူတို့ကိုကျွန်တော်တို့ပြောချင်တဲ့အဓိပ္ပာယ်ကတော့မြန်မာနိုင်ငံမှာနေတဲ့အလုပ်သမားဒီဂျပန်ကိုသွားပြီးတော့ပိုင်ရှင်ဖြစ်တာရှားတယ်မြန်မာနိုင်ငံကပိုင်ရှင်ကလည်းဂျပန်မှာအလုပ်သမားသွားလုပ်တာရှားတယ်ပြောချင်တဲ့တွေပဲတော့ကြားတော့ပဲပြောင်းကြားပဲလုပ်မှာပဲအဲ့တော့ပြောချင်တာကသူတို့ရဲ့
ဒီအလုပ်သမားဘလို့ခေါ်လဲခေါ်ရင်ဘာလို့လဲအဲ့ဒါသိပြီဆိုရင်ကိုလည်းအတိုင်းလဲလုပ်လို့ရတယ်တစ်ချက်ရဲ့ပြီးရင်သူတို့လည်းတခြားနိုင်ငံတွေမှာရှာနေရမှချင်းတူကိုကကိုလူတွေရှိတာပြီးတော့ရှာလို့ရတာတစ်ချက်ရဲ့ပြီးတော့ကိုမသိတဲ့ဟာတွေအကုန်လုံးဆိုရင် finance တို့ဥပမာစိုက်ပျိုးရေးအတွက်လိုအပ်တာတို့အဲ့ဒါတွေအကုန်လုံးဆိုလို့ရှိရင်သူတို့စီမှာမေးပြီးတော့အလုပ်သမားခေါ်ပြီးတဲ့ပုံစံနဲ့မေးပြီးတော့ကိုကလိုအပ်တယ်ဆိုရင်လည်းတကယ်ခေါ်မခေါ်ရင်တော့မှကိုအတွေ့အကြုံသူတို့စီကနေရသွားမယ်ပုံစံဖြစ်သွားမယ်အဆက်အသွယ်တွေရလာမယ်အဲ့အတွက်ကြောင့်မို့ဒီဟာကိုတိဆောက်ပြီးတော့လောက်တာအဲ့တော့ကိုမေးဖို့အတွက် vocabulary တွေရဲ့ကိုရောက်တဲ့နေရာရဲ့ဖုန်းနံပါတ်တွေ email တွေနဲ့ link လုပ်ပေးတဲ့နေရာတွေကနေယူပြီးတော့ဖုန်းဆက်ပေးထားကြည့်ပါ